အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကြီးနဲ့ညွတ်ပြီးကလေးလူကြီးအားလုံးလည်းကြိုက်တဲ့ရုံးတွေဒီကျုပ်ကြော်လေးကိုကြော်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ရုံးတွေဒီနဲ့ကျုပ်ရအတွက်လိုအပ်တာတော့ရုံးတွေဒီရဲ့ကျုပ်ရဲ့ကျက်သွန်ဖြူနေရဲ့ပေါ့နော်ကျက်ရုံးတွေဒီလေးတွေကိုရေးစိတ်ပြီးတော့အဆောင်လေးတွေဒီမှာလိဖြတ်ပါမယ်ရှင်တဲကိုပူပေးပါမယ်တဲကိုပူပေးလို့တဲပူလာပြီဆိုရင်စီထည့်ပါမယ်ရှင်စီပူလာပြီဆိုရင်တော့ကျုပ်လေးနှလုံးဖောက်ပြီးတော့အရသာလေးထည့်ပြီးနာလေးခလောက်ပြီးကျုပ်လေးကိုအရင်ကြော်ပါမယ်သူစီပူလာပြီဆိုရင်တော့ကျုပ်လေးကိုအရင်ထည့်ကြော်ပါမယ်ရှင်ကျုပ်ကိုအချက်လိုက်မဟုတ်ဘဲနဲ့မွေကြောပုံစံမျိုးလေးနဲ့အကြည်လေးတွေဖြစ်အောင်ကြော်ပါမယ်ကျုပ်ကိုတက်နိုင်သလောက်ကြည်လေးလုပ်ပြီးမှရုံးပတိတီနဲ့ကြော်တဲ့အခါကျရင်ကျုပ်ပလေးနဲ့ကျုပ်ပလေးတွေကနှံ့ဆက်သွားမှာဖြစ်ပါတယ်ခုကျုပ်လေးတွေကြော်တာကျုပ်လေးတွေကြက်လာပြီဆိုရင်တော့ကျုပ်လေးတွေကိုဆဲထားပါအောင်မယ်ရှင်ကျုပ်လေးကိုဆဲထားပါအောင်မယ်ကျုပ်လေးတွေဆဲပြီးပြီဆိုရင်တော့စီနေနေတယ်စီလေးနေသွားပြီဆိုတော့စီလေးနဲ့ထပ်ထည့်ပြီးကျက်သွန်စီတက်ဖို့ရတယ်စီနဲ့ထပ်ထည့်ပါမယ်ရှင်စီတက်ဖို့ရအတွက်စနုံးမအနည်းငယ်ထပ်ထည့်ပါမယ်စနုံးမလေးကျက်သွားအောင်လို့မွေးပေးပါအောင်မယ်ခုလိုစနုံးမုံလေးကျက်သွားပြီဆိုရင်တော့ကျက်သွန်နီလေးတွေထည့်ပြီးစီးတက်ပါမယ်ကျက်သွန်နီလေးတွေဒါကြီးကြအောင်တော့ကြောရပါအောင်လွှမ်းရုံလေးပဲစီးတက်ပါမယ်ကျက်သွန်လေးတွေနွမ်းသွားပြီဆိုရင်တော့ရုံးပရိသီထည့်ပါမယ်ရုံးရည်သီးလေးတွေထည့်ပြီးတော့ကျက်သွန်လေးနဲ့နှံ့ဆက်အောင်မွေးပေးပါမယ်ကျက်သွန်လေးနဲ့နှံ့သွားပြီဆိုရင်တော့ဒီကြော်အတွက်လိုအပ်တဲ့အရသာလေးတွေထည့်ပါမယ်အရသာကတော့ဒီမှာစားလေးနည်းငယ်ထည့်ပါမယ်ချိုမုံလေးနည်းငယ်ရောထည့်ပါမယ်ဒီနေရာမှာကြက်သားမုံကြီးနဲ့လည်းထည့်ပြီးကြော်လို့ရပါတယ်အချို့ကတော့အနံလေးမွေးအောင်လို့ငန်းပြားကြီးလေးတွေပါထည့်ကြော်ပါတယ်ကျမကတော့ငန်းပြားကြီးသုံးမထားပါဘူးစားနဲ့ချိုမုံနဲ့ထည့်ကြော်ပါတယ်ရ
ရုံးကလေးဒီနဲ့ရက်သွန်လေးတွေကိုနှံ့ဆက်တော့အောင်လို့မွေးရတာလေးတွေဝင်အောင်မွေးပြီးပြီဆိုတာနဲ့စောစောကကြော်ထားတဲ့ကြက်ဥလေးတွေပြန်ထည့်ပါမယ်ကြက်ဥကြော်လေးတွေထည့်ပြီးနှံ့ဆက်အောင်မွေးပေးပါမယ်ရှင်ကျုံနဲ့ရုံးပရိသီလေးကိုအခုလိုလေးနှံ့ဆက်အောင်မွေးပေးပါတယ်တချို့ကတော့ရုံးပရိသီနဲ့ကျုပ်ကိုကြောလို့ရှိရင်ရုံးပရိသီနဲ့မှကျုပ်ကိုစိန်ဖောက်ထဲတာလည်းရှိပါတယ်အဲ့လိုကြောရင်လည်းရပါတယ်ကျမကတော့ကျုပ်ကိုဖက်လိုက်လေးလို့ချင်းလို့အရင်ဆုံးကြောထားတာကျုပ်လေးကိုရင်းကြောထားတာပါဆိုရင်ကျုပ်လေးနဲ့ရုံးပရိသီနဲ့နှံ့ဆက်သွားပြီဆိုကျက်သွန်ပြူလေးထည့်ပြီးမွေးပေးပါမယ်ဒါဆိုရင်တော့ရုံးပရိသီကြောလေးကျက်ပါပြီကဲအခုဆိုရင်လေးလူကြီးကြိုက်တဲ့အာဟာရပြည့်ရုံးပရိသီကျုပ်ချုံလေးရပါပြီငယ်ချင်းတို့ရောဘလို့ကြောစားလဲရုံးပရိသီဘလို့ကြောလဲဆိုတော့ကွန်မန့်မှာရေးပေးပါ